အားလုံးပဲမင်္ဂလာပါအန်တီကေကွန်ပျူတာမှာကြိုဆိုပါရစေဒီကောင်ကတော့ဒီလိုပို့လက်တော်လေးပေါ့နော်လို့ပါဝါနဲ့ရောက်လာတဲ့ဒီလိုပို့လက်တော်လေးပါဒီလိုပို့တင်ပတ် E450 လက်တော်လေးပေါ့နော်ပုံနေရတော့ NM8211 ပါအရင်ဆုံးပေါ့နော်သူတို့ power supply နဲ့ချက်ထိုးပြီးတော့ snap ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ power supply တိုးစက်နဲ့ချိန်မှာ ampere မဆွဲပါဘူးခင်ဗျာကျွန်တော်တို့က power supply ထိုးရင်းနေတော့เนาะဒီဘူဒီကဘယ်ထိသွားလဲဆိုတာကိုကျွန်တော်တို့ကရှာကြည့်မှာပေါ့เนาะအရင်ဆုံးကျွန်တော်တို့ဒီပထမဆုံးတော့ဒီတက်သားလေးလာတဲ့ဘူဒီပေါ့เนาะအဲ့ဒီကောင်ကိုဘယ်ထိရောက်လဲဆိုတာကိုရှာမှာဖြစ်ပါတယ်ကျွန်တော်တို့เนาะပထမဆုံးတော့အဝင် inverter ကိုထောက်ကြည့်တဲ့အခါမှာတော့0ဘူးပေါ့เนาะတက်ပြီးတော့ power ပေါက်ကနေပြီးတော့ပထမဆုံးတွေးတဲ့ fuse ပေါ့เนาะ fuse ရဲ့ first box ပဲပေါ့เนาะအဲ့ဒီကောင်ထောက်ကြည့်တော့သူရဲ့ဒီဘက်မှာ20ဘူးရှိပြီးတော့သူရဲ့အထွက်ပေါက်တော့ဘူဒီမရှိဘူးပေါ့เนาะပြီးတော့ဒီဘူဒီကဒီ first box ကိုပဲမကြော်နိုင်သေးဘူးပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီ motherboard ရဲ့ schematic ကိုချက်တော့ကြည့်မယ်နော် schematic မှာဘယ်လိုလာလဲဆိုတာဒါသူ့ရဲ့ schematic ပေါ့နော်ဒီကောင်ကဒီ first process ဆိုတာကျွန်တော်ဒီ PQ20 ပေါ့နော် PQ20 ဒီဘက်မှာဘူဒီရှိပြီးဒီဘက်ကိုဘူဒီထုတ်လာပေါ့နော်ထုတ်လာဆိုကျွန်တော်တို့ကဒီကောင်ရဲ့ cable disk ကကျွန်တော်ဒီ charging IC PQ227 AC charging IC ကနေပြီးလမ်းပြီးတော့ဒီ AC drive ကနေပြီးလမ်းပြီးတော့ cable dish ပြတာပေါ့နော်အဲ့တော့ဒီ cable dish ရောက်မှဒီကောင်တစ်ဖက်စီးမှာပေါ့အဲ့တော့ကျွန်တော်ဒီ cable dish ဒီ MOSFET မှာဒီ number 4 cable dish ရောက်လာဆိုတော့ကျွန်တော်စစ်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ cable dish ကိုထောက်ကြည့်တဲ့အခါမှာတော့ဘုကကသူက0ဘုကကြတယ်ပေါ့နော်ဒီ pin number 4ပေါ့နော် PQ20 ရဲ့ pin number 4မှာကျွန်တော်ဒီ cable တွေပြောပေါ့နော် cable တွေပြောဒီကောင် IC ကဒီ charging IC charging PQ7 ဆိုတဲ့ charging IC ကနေပြီးဒီကောင်အလုံးမလို့ဆိုတော့ပေါ့နော်ကျွန်တော်ဒီ PQ7 ဆိုတဲ့ charging IC အလုံးမလို့တာတည်အောင်ကျွန်တော်သူရဲ့ input တွေဖြစ်တဲ့ VCC တို့ AC data တို့ကျွန်တော်တောင်းမယ်ပြီးတော့သူရဲ့ enable တွေပေါ့နော် enable တွေချက်တောက်ကြည့်ပြီးတော့ကျွန်တော်တို့ဒီကောင်မှာဒီ IC မှာဘူဒီအမှန်အကန်ရောက်လာဆိုတော့ကျွန်တော်ဆောက်ကြည့်မှဖြစ်ပါတယ်เนาะကျွန်တော်တို့အရင်ဆုံးပေါ့เนาะဒီဘက် master sheet ဆိုတဲ့ VCC ပေါ့နော် VCC လမ်းကြောင်းကဒီ VCC stand ဆိုတာဟာလာတာပေါ့နော် VCC stand လာတာဒီ VCC stand လာပြီးနောက် master sheet ကဒီကောင် VCC ဘူဒီမှာဘူဒီရှိရပါတော့ဒီကောင်အလုံးလုံးကိုသူ supply ဘူဒီပေါ့နော်အဲ့ကောင်လေးရှိရဖြစ်ပါတယ်အဲ့ဒါလေးကျွန်တော်ထောက်ကြည့်မှဖြစ်ပါတယ်28 BCC ကိုထောက်ကြည့်တဲ့အခါမှာတော့ကျွန်တော်တို့19ခုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပေါ့နော်ဒီ BCC လမ်းကြောင်းမှာဒါ19ခုရှိတယ်ကျွန်တော်19ခုရှိတယ်ဆိုကျွန်တော်ဒီ ACDD ဆိုတဲ့ ACD တက်လိုက်ပေါ့နော်ဒီ pin number 6ပေါ့နော်
ပြင်မဲ့6ကောင်းတဲ့ system လာတာပေါ့နော်သူကဒီ printer ပါတာနော် printer ပါတာတော့ပြီးတော့သူကဒီ PC ကြည့်တဲ့ပုံနာပေါ့နော်အဲ့တော့ကျွန်တော်ဒီပြင်မဲ့6မှာလည်းဥတီရှိလားမရှိလားကျွန်တော်ထောက်ပြချင်ပါတယ်ကျွန်တော်ပြင်မဲ့6ကိုထောက်ကြည့်တဲ့အခါမှာတော့ 2.6 ပေါ့နော်သူက read ပါတာလည်းသူကကျွန်တော် 2.6 လောက်ရှိတာဆိုတော့မှန်တယ်ပေါ့နော်ကျွန်တော်လာဆိုလို့ရှိရင်ကျွန်တော်ဒီ PCC မှာလည်း system board ရှိတဲ့ support ရှိပြီးတော့ AC ဒီတက်မှာလည်း system board ရှိတယ်ပေါ့နော်ကျွန်တော် printer ပါတာနေရာ2.6 board လောက်ဆိုတာမှန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လိုက်ပြီးတော့ထပ်ပြီးတော့စီရမယ် bridge ကတော့ပါလဲဆိုတော့ဒီ IRM ဆိုတဲ့ဘယ်နံပါတ်27ပေါ့နော်သူကဒီ 3V AW ကလာတာပေါ့ကျွန်တော်တို့ charging ထွေးတဲ့ခါမှာဒီကောင်က 3V AW တို့ 5V AW ဆိုတဲ့ဒါ always on bridge တွေပေါ့နော် power ထွေးတဲ့ချိန်တော့ dependent ရှိရ bridge ဒီကောင်လေးရှိမှတော့ဒီကောင်ဒီတက်တော့ပြီးတော့ဒီ charging IC အလုံးလို့တာပေါ့နော်အဲ့ဒီကောင်ကျွန်တော်ဒီ pin number 27 IRM ဆိုတဲ့ pin number 27ကို read out လုပ်ပါတယ်ကျွန်တော် pin number 27ကို bullet touch တဲ့အခါမှာတော့ bullet ကမရှိဘူးပေါ့ဗျာဒါ 3V AW မရှိဘူးဆိုတဲ့ပေါ့ပေါ့နော်အဲ့တော့ကျွန်တော်ဒီ 3V AW တိုင်းကိုလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် 3V 5V IC ကျွန်တော်တို့ schematic မှာတစ်ချက်ကြည့်မှဖြစ်ပါတယ်ဒီကောင်ကတော့ဒါ PU8 ပေါ့နော်ဒါ 3V 5V ထုတ်ပြီးတဲ့ IC ပေါ့နော်ဒီပါ RT585P ပေါ့နော်ဒီကောင်ကဒီဘက်ချက်မှာ PL5 နဲ့ 5V AW ထုတ်ပြီးတော့PL6 နဲ့ 3V AW ပေါ့နော်အဲဒီကောင်ထုတ်ပြီးတယ်ပေါ့နော်ကျွန်တော်တော့ဒီကောင်လေးဒီ PL6 မှာ 3V AW ရှိတာထောက်မယ်နောက်တစ်ခါတက်ပြီးတော့ဒီ PL5 မှာ 5V AW ရှိတာထောက်ကြမှာဖြစ်ပါတယ်UH ဆိုတဲ့ 3V 5V IC ရဲ့ဒီ coin တစ်ခုကိုเนาะကျွန်တော်တို့ bully ထောက်ကြည့်မှာဖြစ်ပါเนาะကျွန်တော်တို့အရင်ဆုံး 5V coin ကိုထောက်ကြည့်မယ်เนาะ 5V coin 0ပို့ပါအဲ့တော့ကျွန်တော်ဒီ 5V IC 5V လက်သားပေါ့နော် 5V တော့ထောက်ကြည့်တော့ဒါ0ပို့ပေါ့နော်0ပို့လို့ဒီကောင်တိကျပေါ့ဒီကောင်ပူရီထုတ်ပေါ့နော်ထုတ်တော့ PU8 ကဒါပူရီထုတ်ပြီးတော့ကျွန်တော်ဒီ input line တွေဖြစ်တဲ့ဒီ P+ line တွေပေါ့နော်ဒီ P+ line တွေပေါ့နော်ဒီကောင်တော့ဒီ line ပေါ့နော်ဒီ line ဆိုလို့ရှိရင်ဒီကောင်တွေရတာစကူပို့ဝယ်ရမယ့် line တွေပေါ့နော်စကူပို့ဒါမို့ဒါ adapter bullish ပေါ့နော်ဒါ bullish ဝယ်ရမယ့် line တွေပေါ့အဲ့တော့ကျွန်တော်ဒီ 3V ကို VIN ဆိုတဲ့ line မှာရှိတဲ့ဒီ G4 ဆိုတဲ့ကျွန်တော်ဒီ point လေးပေါ့နော်ဒီ point တွေကျွန်တော်တို့ချက်တော့ထောက်ကြည့်ပြီးတော့ဖြစ်ပါတယ်ကျွန်တော်တို့ဒီ PG4 line က ground ကြနေလားဆိုတာကို short ကြကြပါတော့ကျွန်တော်တို့အုံတိုင်းကြည့်ပါမယ်နော် ground နဲ့ကျွန်တော်ဒါပစားမိတယ်ပေါ့နော်အဲ့တော့ ground ကြတယ်ဒီစကူပို့တိုင်းမှာ short ဖြစ်နေတယ်ဆိုလို့တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီစကူပို့ line ပေါ်မှာရှိတဲ့ short ကိုရှာပြီးတော့ရှင်းရမှာပေါ့နော်ကျွန်တော်ဒီစကူပို့လိုက်မှာဒါ short ရှိတယ်ပေါ့နော်ဒါ short ရှာမယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဟို bullet ပြပါနော် bullet ပြပြီးတော့ဒီပူလာတဲ့အပိုင်းလေးတွေကိုတာမကင်မရာနဲ့ထောက်ပြီးတော့ကြည့်ရပါပေါ့နော်တာမကင်မရာနဲ့ဆန်းပြီးတော့မှပူတဲ့အပိုင်းလေးကိုကျွန်တော်တို့ဘ
ယ်နေရာရှော့ကြလဲဆိုရှာမှာဖြစ်ပါတယ်ကျွန်တော်တို့ကာမရာနဲ့ကြည့်တာပေါ့နော်ကျွန်တော်ဒီစကူဘူလန်ဘူဒီတူတဲ့အခါမှာဒီ short ကြနေတဲ့နေရာလေးကပူလာတာပေါ့နော်ကျွန်တော်ဒီမှာကင်မရာမှာမြင်နေရပါတယ်ပူလာတဲ့နေရာပေါ့နော်နောက်လေးက capacitor လေးပေါ့နော်ဒီလိုပါဒါ fan နောက်မှာရှိတဲ့ capacitor လေးပေါ့အဲ့ကောင်လေး short ကြပြီးတော့ပူလာတာပေါ့နော်အဲ့ဒီ banner လေးကအဲ့ဒီ master လေးပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့ဖြုတ်ပြီးတော့စကြည့်ပါပေါ့နော်အရင်ဆုံးကျွန်တော်တို့မီတာထောက်တိုက်ကြည့်မယ်ဒါ short ကြတာပေါ့ short ကြတယ်ဆိုတော့ဒီကောင်ဖြုတ်မှချက်ပါတယ်ရှော့ကြနေဆိုတဲ့ကပတာလေးကိုဖြုတ်လိုက်ပြီးတော့ဖြုတ်လိုက်ပြီးတော့ဒီကောင်ဒီကျွန်တော်တို့ပထမ19ခုလိုက်ကိုရှော့ကြနေတာဆိုရင်ဒီကောင်လေးရတော့ဆိုလို့ရှိရင်တော့ဒီ19ခုလိုက်ကရှော့ရှင်းသွားတော့ပေါ့နော်ကျွန်တော်ပြန်ထောက်ပြီးတော့ရှော့ရှင်းတာရှင်းတာစကြည့်ပါဖြစ်ပါတယ်ကျွန်တော်တို့ကရှော့ကြနေတဲ့နေရာလေးတွေပြန်ထောက်ကြည့်တဲ့ခါကျတော့ရှော့မရှိတော့ဘူးနော်ဒီကောင်နဲ့ရှော့မရှိတော့ဘူးရှော့ရှင်းသွားပြီဒါတော့ဒီပြဿနာကဒီကစကူဘူလိုက်မှာရှိတဲ့ complete capacitor ပေါ့နော်ဒီကောင်လေးရဲ့ဒီကောင်လေး port ဖြစ်လို့ short ကြတာပေါ့နော်အဲ့တော့ဒီကောင်လေးဆွလိုက်တော့ short ရှင်းသွားပြီပေါ့နော်အဲ့တော့ဒါ short ရှင်းသွားပြီဆိုတော့ကျွန်တော်တို့ဒီ power supply ထိုးပြီးတော့ခုနဆို ampere မဆွဲဘူးပေါ့နော်အခု ampere ဆွဲလာဆိုတော့ကြည့်ပါဖြစ်ပါတယ်ဒါတော့20 volt ထိုးရတော့ 0.2 ပေါ့နော် ampere ဆွဲပါပြီကျွန်တော်တို့ဒီ3.3 volt တို့5 volt တို့ထပ်ပြီးလားဆိုတော့ကျွန်တော်တို့ရဲ့ inverter လေးမှာတော့ကြည့်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုတော့ 3.3 ရော5ကိုထုတ်လို့တော့အဆိုရင်တော့ဒီကောင်က 3.3 ရော5ကိုရောက်ပြီဆိုတော့ပုတ်တက်သွားပြီတော့ပုတ်ကောင်းသွားဆိုတော့ဒီပဲပေါ့အဲ့တော့ကျွန်တော် run လို့ fan တွေပေါ့နော်ဒီစားပြန်ပြီးတော့ညလုံးပြီးတော့ set မှာဖြစ်ပါတယ်ကျွန်တော်တို့နော်မှန်သက်ဆက်လာဖြစ်ပါတယ်နော်ဟောပေါ်လေကြည့်ပါမှန်တက်လာပြီပေါ့နော်ဒါတော့မှန်လည်းကောင်းတယ်ပေါ့ဒါဆိုရင်တော့
တစ်ပဲအီလီယာ50တော်တော်လေးပေါ်ပါလေးပေါ့နော်โอเคတော့ပါပြီဗျာ